ကွာမွေးလို့မဖိုင်လောက်ထားတယ်ဟဲညီမလေးမသိသေးဘူးလားဟိုက်ချင်းအမွေးစီလေးနဲ့အင်ကြီးလေးတွေလျှော်ပြီးတော့လက်ဆက်ပြအခဲကိုတိုက်ဆက်ပြအခဲလက်ဆက်ပြလေးနမဲကြီးရဲ့သူကလေသူလက်ဆက်ပြခဲလို့တိုက်ပြီးပြီဆိုတာနဲ့အနက်လေးကလန်းစမ်းတက်ကြွသွားတာအဲ့ဒါလေးကိုအသုံးပြုထားတာအော်မအဲ့ဒါမဝယ်လို့ရလေဟဲညီမလေးမသိဘူးလားမသိသေးဘူးမအမလေးတာကီတာဆိုင်ခွဲမင်္ဂလာတောင်ညဆိုင်ခွဲမှာရှိတဲ့ကြော်ဆက်ပြလေးဆိုင်တိုင်းမှာရတယ်လေဟဲမနားမဲ့လိမ့်စာလေးအတိအကျလေးဖြစ်ပေးပါဦးလိမ့်စာမသိဘူးဆိုညီမလေးသိချနားထောင်သွားမင်္ဂလာတောင်ညမြို့နယ်မှာဆိုရင် ABC မှတ်တိုင်အနီးအထက်ပစုံအောင်လမ်းမကြီးကြော်ဆက်ပြလေးဆိုင်ခွဲဒီဇိုင်းတာကီတာဆယ်စရုံဝိုင်းအနီးဓမ္မယုံမှတ်တိုင်ဒီမှာကြော်ဆက်ပြဒီဇိုင်းဖွင့်လှစ်ထားတယ်ပြီးတော့အဲ့ဆိုင်မှာလေးလက်ဆက်ပြအခဲလားတကူရီတန်ရှင်းမှုခေါင်းကနေခြေဆုံးနေရတယ်လက်ဆက်ပြအခဲလို့ကျင်လားလက်ဆက်ပြရေချိုးရီလို့ကျင်လားဆက်ပြခွက်လို့ကျင်လားဆက်ပြခွင်လို့ကျင်လားဆက်ပြနဲ့ပတ်သက်တဲ့ပစ္စည်းမျိုးစုံတနေရာထဲမှာစုံလင်းစွာရတယ်ညီမလေးရဲ့အမအဲ့ဆိုအဆင်ပြေသွားပြီပေါ့အဆင်ပြေအမလို့ငွေကြိုင်ခြင်းနဲ့လန်းဆန်းခြင်းနဲ့တက်ကြွခြင်းနဲ့ဆိုရင်တော့ကျော်ဆက်ပြဒီမှာရောင်းတဲ့ဆက်ပြလေးတုံးကြည့်ပါညီမလေးရဲ့ဟဲ့အဲ့ဆိုညီမလေးအခုတော့ဝယ်လာအောင်မယ်ဟုတ်ပြီညီမလေးဆက်ပြနဲ့ပတ်သက်ပြီးတော့ဘာပဲလွတ်လွတ်ကြိုးလှမ်းခဲ့ပါ